ထဲမှာကိုလူကြံသေးရလားလားရှိတယ်အဲ့ကောင်ပေါ်တက်လိုက် ဘယ်ရောက်ကြံသေးရ ဒီမှာ2ယောက်က1ယောက်ကလွတ်သွားပြီ1ယောက်ကျန်နေသေးတယ်ကိုယ်ဘက်ထဲမှာရောကျန်နေတယ်ခဏလေးဟေးအဲ့မဲ့ချင်းပြန်ကောင်းတယ်ဒီကြီးရှိတယ်အဲ့ဂျာကြီးပြေးလာဂျာကြီးပြေးခဏလေးဆိုသူညက်နေရလား ဟုတ်တယ်မြင်ရလား ကိုတက်ရလိုက်လေကိုအားမမြင်ရပါဘော ရလားဒီနားလေးတက်လို့ရတယ်ကိုတက်တက်ပြီ ဒီမှာအားလုံးဘယ်ရောက်လောက်ဟောဖြစ်ပြီ ဒီမှာဆိုဒီမှာဟုတ်ပြီသားလို့9ယောက်ဟိုဘက်မှာတွေရောထုတ်တာနော်ဒီမှာ2ယောက်လွတ်သွား2ယောက်လွတ်သွားပြီဟိုဘက်ထဲမှာတွေရောပထမဘယ်နှယောက်တော့မသိဘူး ကိုဒီမှာအောက်မှာလူ အမေလူအမေကိုစောင်းအုပ်ထားတယ်ဟိုအနောက်မှာလည်း1ယောက်ဟိုမှာလည်းလင်မယား2ယောက်1ယောက်ကတော့ကြားတော့ကြွားသွားပြီ ဒါဟိုတယ်လားဟွာလား ဒါတိတ်ဟိုတယ် တိမ်မို့ တိတ်မျိုးလားနော် ငါတို့ဟိုမဟုတ်ပြောင်းသွားပြီလေရွှေနဂါးလာပါလေ ဒီအထဲမှာလိုက်လောင်းနေရလေဒါပထမဆုံးပဲဗောနော် တော့စူးတော့ ဒီမှာစိုးရွားကြီးလည်းကြုံခဲ့ရတယ် စူးရကြုံနေတော့မှာတော့စူးသွားတာဘဝမှာတော့မဟုတ်ဘူး ကိုတို့ဒီအဖွဲ့ဝင်တွေရောဟိုဟာခက်ခဲအနေကြုံလာသေးလားဘယ်သူခိုင်းတိကက်ခိုင်း အဲ့လိုတော့မရှိပါဘူးကျွန်တော်တို့နတ်နိုင်ဆုံးယူဆိုင်ပြီးလုပ်ကိုအတွက်ကြောင့်လည်းဒီများဒုက္ခမဖြစ်စေအောင် ဒီရဲလို့ဘာဖြစ်လဲ ကောင်းလဲကျင်းသွားလို့ဒီမှာအကုန်လုံးကဒီမှာတဲကြရတော့ဒီမှာကျွန်တော်ဝင်ရမှာဟုတ်လားမင်းရောက်ဝင်ဆက်ကိုပတ်မဲ့နဲ့ခိုင်းတိုင်းရရနေတိုင်းရကိုဆောင်ရရရဈေးကြီးလားဒီမောင်ဆန်ကိုနေနဲ့တော့တွေ့အဲ့မဲ့ဟိုကလေဒီကောင်ဖြဲပြီးလို့ရှိရင်ကောင်နဲ့ပြန်ဖြဲတော့ဒီတိုင်းလေးလိုက်ပဲကိုနည်းနည်းချင်းလိုက်ပြီးတယ်သူတို့ဖြဲလို့ရ ရတယ်နည်းနည်းလောက်လောက်လိုက်ရင်ဖဲလို့ရတယ်ဟိုအားနဲ့မို့လို့အမိုးကအောက်ကအဆလာ အစားနဲ့တကယ်ညှိနေတာအဲ့ရေဖဲလို့ကကြီးတော့မလားကကြီးကကြီးတော့မလားအဲ့ဒါဟိုအကြီးနဲ့တူတယ်ခေါင်းကြီးရုပ်မှာတူတယ်ဟိုလက်လက်ဟိုအကြီးတော့ဒီလိုပြန်ပြီးနေမင်းလာဒီလိုကျွန်တော်ကအပြတ်မှာတောင်းပြီးကျွန်တော်တော့ဒီမျိုးဒါကြီးလီအဲ့ဒါမှဒီဝိုင်းတော့နော်
ထပ်ထူပါထပ်ထူပါအဲဒီကောင်ကျင်းဒါနောက်ပိုင်းရှေ့ကမှတရားကြည့်ဒါရှေ့ကနောက်ပိုင်းထိုင်ရှေ့ကမ်းမှာတယောက်ရှိသေးတယ် ရှေ့ကဒီပါဒါရှေ့က ဒီရှေ့ကမ်းမှာတယောက်ရှိသေးတယ်ဒီကောင်ကလူကတော့ညာမောင်းတော့အဘက်မှာညာဘက်မှာတယောက်ရှိတယ် ဘာဝလဲမေး ညာဘက်မှာမောင်းတဲ့လူတယောက်ရှိတယ်နှစ်ယောက် ဒီမှာဟိုပါပဲဒီဟိုပါနေဒီအောက်ရောက်နေတာလေရတယ်ဒီဘက်အပြင်ဒီကောင်ထွက်ပြီးလဲခက်လိမ့်မယ်ခက်လိမ့်မယ် ဘယ်လိုလဲခက်လိမ့်မယ်ဘယ်လိုလဲဟမ်ခက်လိမ့်မယ်ဘိုင်ဘာဘာကရောက်ရှိတယ်ဒီကနောက်ဖက်ကိုရှင်းရမှာတယ် ဘာမှမပြောနေတော့ပြင်းနေတော့ဆက်တော့